အပြင်မှာတခါနိုင်တိုင်းတန်တရားမှာအကြိမ်ကြိမ်ရှုံးရလိမ့်မယ်သူတစ်ပါးအပေါ်မတရားအောင်နိုင်ခြင်းမှန်သမျှအပြင်အောင်နိုင်ခြင်းသည်ကျွေးမကင်းကိုတလှည့်ပြန်ခံရဖို့အကြောင်းတရားဖြစ်တယ်အကျွေးပြန်ဆက်တဲ့အချိန်ကြတော့အတိုးနဲ့အညွန့်နဲ့အစာပေါင်းများစွာပြန်ခံရမယ်အပြင်မှာတခါနိုင်တိုင်းတန်တရားမှာအကြိမ်ကြိမ်ရှုံးရလိမ့်မယ်လူတယောက်ကိုဒုက္ခပေးလိုက်ရလို့ကိုကနိုင်ပြီးမထင်ပါနဲ့ဒေါသကနိုင်သွားတာပါအပြင်တစ်ခါနိုင်အတွင်းတစ်ခါရှုံးဒီနှုံနဲ့တန်တရားခရီးသွားခဲ့ကြလို့အောက်ရအပေပုံတွေမှာရေစုံမျောနေတာဖြစ်ပါတယ်ကျေးဇူးတော်ရှင်မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးဒေါက်တာအရှင်နန္ဒာမာလာပီဝင်းသားဟောကြားတော်မူခဲ့သောတရားတော်ကိုကျမတို့ဓမ္မတိန်လွှာအဖွဲ့သားများမှဓမ္မဒါနအနေဖြင့်ပြန်လည်ပြီးတော့မျှဝေလိုက်ပါတယ်ရှင်